ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ညမှာရှင်ပြန်ကစားသွားမယ့်ပွဲစဉ်တွေရဲ့ပွဲကြိုသုံးသက်ချက်တွေကိုတင်ဆက်ပေးကြပါမယ်Wolf နဲ့Man Uဇယားချေက Wolf ကအရှုံးမရသေးဘူးဆိုပေမဲ့အခုနောက်ပိုင်းပွဲတွေမှာတော့ဂိုးသိမ့်မပေးရတော့ပါဘူးနောက်ဆုံးနှစ်ပွဲမှာဆိုရင်တော့ Nottingham နဲ့ Villa တို့ကိုတလုံးနဲ့သောဂိုးတွေနဲ့သာကတ်ရှုံးခဲ့တာပါရှင်နောက်ဆုံး၅ပွဲမှာတပွဲသာနိုင်ခဲ့တဲ့ Man U ရဲ့လက်ရှိအခြေအနေကတော့အားရစရာမရှိပဲခံစစ်ပိတ်အသင်းတွေနဲ့ဆိုရင်တော့ Amorim ရဲ့အသင်းကပို့ပြီးတော့တိုင်ပတ်တက်ပါတယ် Wolf နဲ့ Man U တို့ကြားကနောက်ဆုံးတွေ့ဆုံမှု၈ပွဲမှာလည်း9ပွဲကဂိုးမများခဲ့ပါဘူးဂိုးပေါင်းစီ3လုံးပြား40အစားဆိုပေမဲ့ Molinov မှာတော့ပြင်းစရာညတညဖြစ်မှာပါရှင်ပီဆာနဲ့ပါမာတမက်တာကွာတဲ့အဆင့်16နဲ့19တို့ရဲ့တန်းစင်းစုံတိုက်ပွဲပါရှင်တန်တက်ပီဆာကတော့ယုံနေရတယ်ဆိုပေမဲ့နောက်ဆုံးစီးရီး73ပွဲမှာတပွဲသာနိုင်ခဲ့ပါတယ်ပါမာကတော့နောက်ဆုံးစီးရီးအဝေးကွန်း၄ပွဲမှာရိုမာနဲ့တပွဲသာရှုံးခဲ့တာပါပီဆာတရေ25ဆိုပေမဲ့အဲ့တဲ့ဘက်မှာအနှိမ့်ဆုံးတရေရှိပါတယ်Odinis နဲ့ Gino အားနှစ်သင်းစလုံးကဂျာရဲ့ကိုပါအီတလီယာမှာတော့အဝေးကွင်းရှုံးပွဲကိုစီနဲ့ပြိုင်ပွဲကထွက်ခဲ့ကြရပါတယ်။ Odinis ကအင်ကွန်းချိန်မှန်တာများပေမဲ့နောက်ဆုံးအင်ကွန်းပွဲမှာတော့ဘိုလောနာကို3ဂိုးပြတ်နဲ့ရှုံးထားတာပါရှင်။တန်းစင်းဆောင်ဖျားကြောင့်ယုံနေတဲ့ Gino ကတော့နောက်ဆုံးစီးရီး၄ပွဲစလုံးမှာမရှုံးခဲ့သလိုအဲ့ဒီပွဲတွေမှာအနှိမ့်ဆုံး2ဂိုးနှုန်းနဲ့သွင်းနိုင်ခဲ့ပါတယ်။ Odinis တရေ25တာပေးနိုင်ချိန်အဲ့တဲ့ရဲ့ယုံအားကိုယုံကြည်ရမှာပါနော်။တိုရီနိုနဲ့ AC မီလန်ဇယားအောက်ပိုင်းကတိုရီနိုကနောက်ဆုံး2ပွဲဆက်ရှုံးထားသလိုနောက်ဆုံး5ပွဲဆက်လည်းနိုင်ပွဲပြောက်ထားပါတယ်။ AC ကတော့ကိုပါအီတလီယာကထွက်ခွင့်ရပြီးတဲ့နောက်အာယုံဆိုင်စရာဆိုလို့စီးရီးတစ်ခုပဲရှိတော့တာပါ။အမှတ်ပေးစရာကိုပူတဲ့ဥဆောင်နေတဲ့ AC ကနောက်ဆုံးစီးရီး၄ပွဲမှာလည်း3ပွဲနိုင်ထားပါတယ်။တလုံး85ပြအစားပေါက်တဲ့ AC ပြန်ပြီးတော့ယုံထနိုင်မှာပါရှင်။အိုဆာဆူနာနဲ့လီဗန်တေသုံးမတာကွာတဲ့တန်းစင်းဆောင်ကလေးအသင်းနဲ့တန်းစင်းဆောင်တွေကအသင်းတို့ရဲ့တွေ့ဆုံမှုပါရှင်။အိုဆာဆူနာကတရားတီလာလီကာမှာအင်ကွန်းပွဲတိုင်းဂိုးသွင်းထားသလိုအင်ကွန်း6ပွဲမှာဆိုရင်လည်းလီဗန်နိုင်ထားပါတယ်။လီဗန်တေကတော့လာလီကာ၄ပွဲဆက်အရှုံးနဲ့အတူရုန်းကန်နေရတဲ့အသင်းမှာတလုံး65ပြအစားပေါက်တဲ့အင်ရှင်အရေးအောက်ကိုခိုးလုံးကြပါတယ်။ဟုတ်ကဲ့ပါရှင်အခုတင်ဆက်ပေးခဲ့တာကတော့ဒီကနေ့ညမှာရှင်ပြန်ကစားသွားမယ့်ပွဲစဉ်တွေရဲ့ပွဲကြိုသုံးသက်ချက်တွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။